ဝင်ငွေပေါ်မှာအမြဲတမ်းရလာတဲ့ဝင်ငွေကိုအမြဲတမ်းကိုယ်စိတ်ထဲက၄ပိုင်းပိုင်းထားပြီးတပုံးကိုစုဆောင်းငွေဖြစ် emergency ထားရမယ်တပုံးကိုပဲစားသုံးရမယ်ကျန်တဲ့နှစ်ပုံကအရင်နေလို့ပြီးတိုးအောင်လို့မြတ်စွာဘုရားအဲ့လိုလေးပုံပုံတကယ်ကတော့မြန်မာလူမျိုးတွေဟာဒီဆင်းရဲမွဲတေနေခြင်းအတုံးနဲ့အဖြုံးကိုနားမလည်ခြင်းဟာဒီကအဲ့ဒါကြောင့်မို့လို့စီးပွားသိပ်ပြီးဖြစ်ဖို့တချို့လဲကိုယ်ဝင်ငွေကဘယ်လောက်ရှိတယ်ရှိတာမသိဘူးမသိတော့သူများနေလူကားဝယ်စီးဝယ်စီးတော့ကားကိုလည်းပဲကားကထွက်နေတာသူမမြင်ဘူးလေကိုနာဒီနာသွားလိုက်ကိုကားလေးနဲ့ကိုဆိုဟန်ကြနေတယ်ဆိုသွားတယ်သို့တော့အဲ့ဒီဟန်ကြနေတာပတ်စံပေါ်သွားတယ်ဆိုသူမသိတော့နောက်ပိုင်းကျဘာဖြစ်တော့ဒါတွေကိုကာမိအောင်မလုပ်နိုင်ဘူးတဲ့ကြောင့်တုံးပါပါတော့ရှောင်းပြလိုက်ရတယ်မတွက်တတ်တာကိုပြောတွက်တတ်ရမယ်ဒါပဲဖြစ်တွေ့ရတနေ့ဝင်ငွေရဘယ်လောက်ရှိတယ်အသုံးတာဘယ်လောက်ကိုယ်မှကြံသလားမကြံဘူးလားဒါတွေကိုနေ့စဉ်နဲ့အမြတ်တွက်တတ်မတွက်တတ်ဘူးဆိုလို့ရှိရင်ဒီဆင်းရဲတွင်နဲ့နေမှာခုနမြတ်စွာ